လောကမှာအရာရာသူ့အထိပ္ပယ်နဲ့သူဒီလိုပဲຫນွေဥကလည်းသူ့အထိပ္ပယ်နဲ့သူຫນွေဥမှာပွင့်တဲ့ခန်းကော်တွေမှာလည်းသူ့အထိပ္ပယ်နဲ့သူတဲ့ ရှင်ကနော်ဒီမှာနင့်နာမည်နဲ့ပန်းလေးတစ်ခုရအောင်လို့ ဟဲ့ဟုတ်လားသူပေးတော့ဟာလေ မေးလို့စပါသေးတယ် ဟုတ်လားဒီနေ့မှတစ်ချိန်ပဲပွင့်တဲ့ခန်းကော်ပန်းလေးကိုလိုချင် ဒီခန့်အမရ ဒီ တော့ ရ ဒီ ရ ပန်းလေးနဲ့ တီဆောင်ရတယ်တဲ့ကိုမြမောင်လဲရှင်လာစီရမေတ္တာဖြေကိုလိုချင်ရင်ဆောင်းသားလေးကခုံတန်းလေးမှာစောင့်နေနော်အေးလေဟန်ငငါတို့ကမှမပြောပြရင်ဘယ်သူ့ကိုပြောပြမှာလဲတငယ်ချင်းချင်းချင်းတွေပဲဟောလေပြောပြပါ ဒါနဲ့စကားမဆက်ဟိုပန်းကိစ္စကိုလည်းစိတ်ထဲအရန်ထားမနေနဲ့အောင်ဘသူမှန်းလည်းမသိပန်းလေးစက်တိုက်ပေးတာတော့ကြာကိုယ်တငယ်ချင်းကစိတ်လှရှားနေမှာဆိုလို့ ကိုမြမောင်